တခါတော့ည၌အိတ်ခမ်းတစ်ခုရဲ့ကတင်ပေါ်၌ဖိုးဒီနီနန်းဒေဗီတို့အိမ်မောကြနေလျက်ရှိနေတယ်။ထိုအချိန်တွင်အလွန်ကျဲလောင်ပြီးကြောက်စရာကောင်းသောကြားတစ်ကောင်ရဲ့ဟင်းတန်ကြောင့်သူတို့နှစ်ယောက်နိုးထလာခဲ့တယ်။ထို့နောက်ဖိုးတေတီနန်းဒေဗီရဲ့အလက်ကိုဆွဲကာကြားဟင်းတန်ထွက်ပေါ်လာသောရိုးမတော်အုပ်ထဲသို့ဝင်ရောက်သွားခဲ့တယ်။ဒေါ်ရဲတို့ရောက်တော့အခါအလွန်ထူးဆန်းသောကြားတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဖိုးတေရဲ့အသိစိတ်အရထိုမကောင်းဆိုးဝါးကြားသည်တခြားကဘာမှဖြူကြောင်သိလိုက်ရတယ်။ထို့နောက်မကောင်းဆိုးဝါးကြားသည်ဖိုးတေကိုသူ့ရဲ့လက်သေးများဖြင့်စတင်တိုက်ခိုက်လာတယ်။ဖိုးတေကလည်းသူ့ရဲ့မိုးကြိုးဓာတ်ဖြင့်လက်သေးများကိုခုခံကာကွယ်လိုက်တယ်။မကောင်းဆိုးဝါးကြားရဲ့ဆွမ်းအားများကြောင့်ဖိုးတေအားချီလန်းသုံးလန်းကအနောက်သို့ဆုတ်သွားစေတယ်။နန်းဒေဝီသည်လည်းစိုးရိမ်သောလေတံဖြင့်ဖိုးတေအားဂရုစိုက်ရန်လှမ်းတတိပေးလေတယ်။ထို့နောက်ဖိုးတေသည်မိုးကြိုးသွင်ပြောင်းလဲခြင်းအားအသုံးပြုပြီးမိုးကြိုးဓာတ်ဖြင့်မကောင်းဆိုးဝါးကြားရဲ့ရင်ဘက်ကိုလှမ်းခုတ်လိုက်တယ်။ထို့အခါမကောင်းဆိုးဝါးကြားရဲ့ခန္ဓာကိုယ်မှလည်းအလွန်စွမ်းထက်သောအပြာရင်းရောင်စွမ်းအားများထွန်းပေါ်လာပြီးသူ့ရဲ့လက်သေးများဖြင့်မိုးကြိုးဓာတ်ကိုခုခံလိုက်တယ်။သို့သောမိုးကြိုးဓာတ်ရဲ့စွမ်းအားကြောင့်မကောင်းဆိုးဝါးကြားရဲ့လက်နှစ်ဖက်လုံးကိုဒဏ်ရာရသွားစေခဲ့တယ်။မကောင်းဆိုးဝါးကြားသည်အခြေမနေမကောင်းသည်ကိုတီးလိုက်ရသဖြင့်တောအုပ်ထဲသို့ဝင်ပြေးသွားသည်။ဖိုးတေသည်သူ့ရဲ့မိုးကြိုးစွမ်းအားအကုန်လုံးကိုမိုးကြိုးဓာတ်စီသို့ပို့လိုက်ပြီးထိုဓာတ်ဖြင့်ထွက်ပြေးသွားသောမကောင်းဆိုးဝါးကြားစီသို့လှမ်းပစ်လိုက်တယ်။ထိုအခါမိုးကြိုးဓာတ်သည်လေထဲ၌ပင်မိုးကြိုးနဂါအတွင်ပြောင်းသွားလေတယ်။တောအုပ်တစ်ခုသည်လည်းမိုးကြိုးစွမ်းအားများဖြင့်ဖုံးလွှမ်းသွားတယ်။ထိုမိုးကြိုးနဂါသည်မကောင်းဆိုးဝါးကြားစတင်တိုက်ခိုက်လေတော့တယ်။ခဏကြာပြီးနောက်မကောင်းဆိုးဝါးကြားမှအမိပြင်ပေါ်သို့လဲကျပြီးတေဆုံးသွားလေတော့တယ်။ထို့နောက်ဖိုးတေသည်တောအုပ်ရဲ့အလဲတွင်အနီအောင်လေဟာနယ်အတွင်ပေါက်တစ်ခုထိပေါ်နေသည်ကိုတွေ့လိုက်ရတယ်။ထိုအနီအောင်ပေါက်ကြီးကိုလည်းမိုးကြိုးဓာတ်ဖြင့်ခုတ်ပိုင်းလိုက်တယ်။ထိုအခါထိုအနီအောင်အတွင်းပေါက်သည်လည်းကျွေမွပလက်စီးသွားလေတယ်။နန်းဒေဝီသည်တင်နေတဲ့မကောင်းဆိုးဝါးကြီးစီသို့တွားပြီးထိုကြားညက်ခန္ဓာကိုယ်မှအပြာရောင်တော့ပနေသောအလင်းလုံးလေးတစ်လုံးကိုထုတ်ယူလိုက်တယ်။မကောင်းဆိုးဝါးကြားစီမှထွက်ပေါ်လာသောအပြာရောင်သွေးများကိုလည်းသူမရဲ့ဆေးဘူးလေးထဲတွင်တေချာသိမ်းဆည်းလိုက်လေတယ်။နန်းဒေဝီသည်အပြာရောင်အလင်းလုံးထံမှထွက်ပေါ်နေသောမိတောက်စွမ်းအားများကိုသူမရဲ့ခန္ဓာကိုယ်ထဲသို့ဆုပ်ယူလိုက်လေတော့တယ်။ထိုအခါသူမရဲ့ဆေးပညာလမ်းစဉ်သည်ဆေးဆရာအဆင့်မှဆေးဖော်စပ်သူအဆင့်သို့တက်ရောက်သွားတော့တယ်။ထို့နောက်ဖိုးတေနဲ့နန်းဒေဝီတို့နှစ်ဦးသည်ပျော်ရွှင်စွာဖြင့်အိမ်သို့ပြန်လာခဲ့ပါတော့တယ်။မုတ်ဆိုးပိုးတင်နှင့်ကဘာချားမှကြားသည်ဤမြသာမကြမီမုတ်ဆိုးပိုးတင်နှင့်ဂံဘီရအပန်းအမီရဇလန်းလေးကိုတင်ဆက်ပေးသွားပါမည်ခင်ဗျာ။